Hello， 大家好。用 Chinese ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့老师က HSK 2ရဲ့ lesson 2ပေါ့နော်အခန်းနံပါတ်2ကို老师တို့ဒီကြည့်ရအောင်ပေါ့နော်ဆိုတော့သင်ခန်းစာလေးကိုကြည့်ရအောင်老师တို့ခေါင်းစဉ်လေးက我每天6点起床我每天我ဆိုတာလေးကငါ每天နေ့တိုင်း6點6လေးကနံပါတ်6点ဆိုတာလေးကနိုင်6點6နိုင်起床အိယာထားသည်我每天6點起床ငါနေ့တိုင်း6နိုင်အိယာထားတယ်နံပါတ်1လေးက给下面的词语选择对应的图片给ပေးပါ下面的အောက်မှာပေးထားတဲ့词语စကားလုံးလေးတွေကို选择ရွေးချယ်ပေးပါ对应的မှန်ကန်တဲ့图片ပုံနဲ့ရွေးချယ်ပေးပါတဲ့နံပါတ်1လေးက起床အိယာထားသည်ဆိုတော့နံပါတ် A လေးဖြစ်မယ်နော်ဆိုနံပါတ် A 跑步လေးကအပြေးအားကစားလုပ်သည်နံပါတ် D 對နံပါတ်3လေးက吃藥ဆေးစားသည်တော့တရုတ်ကလာရှိလို့ဆေးကိုတောက်တယ်လို့ပြောတာကလာရှိလို့ရှားတယ်ပေါ့နော်ဆေးကိုစားတယ်လို့ပြောတာပို့ပြီးတော့များပါတယ်ကျွန်တော်ရှိတော့吃药ဆေးစားသည်ဆိုတော့နံပါတ် B နံပါတ်4လေးက生病ကနေမကောင်းဖြစ်သည်ဖျားသည်ဆိုတော့နံပါတ် E 休息လေးကအနားယူသည်ဆိုတော့နံပါတ် F နံပါတ်6လေးက出院လေးကဆေးရုံဆင်းသည်ဆိုတော့နံပါတ် C 好那所以说那边那里记哦说那边那个看下面的图片说说马丁什么时间做什么事情呢看ကြည့်ပါလေ下面的图片အောက်မှာပေးထားတဲ့ပုံကိုကြည့်ပြီးတော့လေ说说ပြောကြည့်ပါ马丁က什么时间ဘယ်အချိန်မှာ做什么事情ဘာကိစ္စကိုလုပ်လဲ那就是ပြောကြည့်မယ်နော်ဆိုပုံလေးကိုကြည့်ပြောကြည့်ကြမယ်马丁早上马丁ကမနက်မှာဆိုရင်ဘာလို့မလဲမနက်စာစားမယ်နော်马丁早上吃早饭下午ညနေမှာ就gymပေါ့နော်gymကိုသွားမယ်去健身房晚上ညမှာတော့ TV ကြည့်မယ်ပေါ့နော်看电视星期六和星期天စနေနေ့နဲ့တနင်္ဂနွေနေ့မှာဆိုရင်ပျော်ပွဲစားသွားမယ်ပေါ့နော်老师去旅游好老师课文1例如记哦说点看到那边这个ခေါင်းစဉ်က在运动场在马运動場အားကစားကွင်းမှာတဲ့那边 A လေးက你很少生病是不是喜歡運動你လေးက你很ဆိုတာလေးကအရင်少ဆိုတာ老師話နေတာရှားတာပေါ့နော်生病你မကောင်းဖြစ်တာအရင်ရှားတယ်是不是ဟုတ်လားမဟုတ်ဘူးလား喜歡運動運動ကအားကစားလုပ်သည်အားကစားလုပ်ရတာကိုကြိုက်တယ်မဟုတ်ဘူးလားတဲ့နံပါတ် B လေးက是啊ဟုတ်တယ်我每天早上都要出去跑步我每天ငါနေ့တိုင်း早上မနက်都ဆိုတာရှိရ每天ကိုတော့တွေ့တာပေါ့နော်လိုဆိုတဲ့အဓိပ္ပာယ်ပါငါနေ့တိုင်းမနက်တိုင်းလိုမှာ要出去跑步要ဆိုတာရှိရရမယ်လေရတယ်ပြီးတော့မယ်လေရပါတယ်出去အပြင်ကိုထွက်သွားပြီးတော့跑步အပြေးအားကစားလုပ်တယ်နံပါတ် A လေးက你每天几点起床你每天နေ့တိုင်း几點ဘယ်နှစ်နာရီ起床အိယာထားလေ我每天6點起床我每天ငါနေ့တိုင်း6點6နာရီ起床အိယာထားတယ်new word တွေကလာရှိလို့ရေးထားရမယ်နော်ဟန်စစ်ကိုရေးရမယ်နော်နံပါတ်1ကပါလေ生病နေမကောင်းဖြစ်သည်ဖျားသည်မိဆိုတာလေးကတိုင်းနေ့တိုင်းညတိုင်းလူတိုင်းဆိုတဲ့တိုင်းပါနံပါတ်3က早上မနက်နံပါတ်4က跑步အပြေးအားကစားလုပ်သည်နံပါတ်5က起床အိယာထားသည်好အဲ့ဒါဆိုတော့နံပါတ်2လေးကိုကြည့်အောင်နော်老师在医院在ဆိုတာလေးကမှာ医院လေးကဆေးရုံ
在医院 C 有吗？那边一六讲，吃药了吗？现在身体怎么样？吃药吃个啥的？那说药做的呀 C 啥的？乐里个 B 妈里个没这个东西啦。吃药了吗 ？C 啥 B 多 B 啦 ？C 到 B 多 B 啦了，不啦吧？现在身体怎么样？现在酷身体看哪股加蚂蚁怎么样？不努力。那边比利个表嘞吃了啥 BB？现在好多了。现在酷好高多啊များ啦。乐里个 B များကြီးကောင်းလာပြီအရန်ကောင်းလာပြီတက်တာလာပြီလို့ပြောတာနော်ဒါဆိုတော့那边一里个什么时候能出院？什么时候被而且能နိုင်မလဲ出院ဆေးရုံဆင်းနိုင်မလဲ那边比利个表嘞医生说医生是要问个说表嘞下个星期就是下个说နောက်တစ်ခုနောက်ကိုပြတာပါ星期ဆိုတာလေးကအပတ်下个星期နောက်အပတ်တဲ့就女娲ကရေးမယ်နော်ဆိုချရေးမယ်နော်药ဆိုတာလေးက C 身体看哪股加蚂蚁出院ဆေးရုံဆင်းသည်出ဆိုရင်ဆိုတာထွက်သည်ဆိုတော့တို့နှစ်ဖက်သုံးလေးကိုကြည့်အောင်ဆိုနှစ်ဖက်သုံးလေးက在操场在ဆိုတာလေးကမှာ操场ကဆို playground ကိုပြောတာပါကစားကွင်းပေါ့နော်ဘောလုံးကွင်းကိုပြောတဲ့အခါမှာလည်းသုံးလို့ရတယ်ဒီကတော့ကွင်းပြင်ကိုပြောချင်တာကစားကွင်းဘောလုံးကွင်းပြင်ပေါ့နော်နံပါတ် A လေးက大卫今年多大大卫 David ကိုပြောတာပါ大卫က David က今年ဒီနှစ်多大就多ဆိုတာလေးကဘလောက်大လေးကကြီးတော့အသက်ဘလောက်ကြီးပြီလဲလို့ပြောတာပါ大卫今年多大大卫ဒီနှစ်အသက်ဘလောက်ကြီးပြီလဲနံပါတ် B လေးကပြောတယ်20多岁20ဆိုတာလေးက20多ကကျော်岁ကအသက်20ကျော်တဲ့နံပါတ် B လေးကပြောတယ်他多高他读多ဆိုတာလေးကဘလောက်高လေးကမြင့်တော့သူဘလောက်အရက်မြင့်လဲနံပါတ် B လေးကပြောတယ်1米8几1米8ဆိုတာလားဆိုတော့ကမီဆိုတာမီတာကိုပြောတာပါ1米8ဆိုတာ 1.8 ကိုပြောတာပါ1.8မီတာပေါ့နော်ဆိုကြီးဆိုတာတော့ဒီအတိအကျမဟုတ်တဲ့အရာအတိအကျမဟုတ်တဲ့အတိအကျမရှိဘူးပေါ့နော်ဒီကနီးပါးပေါ့ 1.8 မီတာနီးပါးရှိတယ်ပေါ့နော်လားဆိုတော့ 1.8 ဖြစ်နိုင်တယ် 1.9 ဖြစ်နိုင်တယ်တော့ဒီကြားထဲမှာအတိအကျမဟုတ်ဘူးပေါ့နော်အဲ့ဒီခါမှာလားဆိုတာနီးပါးဆိုပြီးတော့မှနောက်မှကြည့်ကိုထည့်ထားတာပေါ့နော် 1.8 မီတာနီးပါးရှိတယ်နံပါတ် E လေးကပြောတယ်你怎么知道这么多啊你怎么ဆိုတာဘလို့လဲရတယ်ဘာလို့လဲရပါရဲ့နင်ဘာလို့知道သိတာလဲ这么多啊这么ဒီလောက်တော့多ကအများကြီးနင်ဘာလို့ဒီလောက်အများကြီးကိုသိရတာလဲအားကလားဆိုဒီအော်တဲ့ခါမှာသုံးလို့လည်းရတယ်ပေါ့နော်နင်ဘာလို့မှတော့သိနေရတာလဲပေါ့နံပါတ် B လေးကပြောတယ်他是我同学他是သူက我ငါရဲ့同学အတန်းဖော်ပါတဲ့女娲ကလာဆိုချရေးမယ်နော်ဆိုတော့高မြင့်တော့米တာ知道地理ဆိုတော့နံပါတ်4လေးကိုကြည့်အောင်在房间在ဆိုတာလေးကမှာ房间ဆိုတာလေးကအခန်းမှာနံပါတ်1လေးက曾老师星期六也不休息呀曾老师曾谁呀个曾ဆိုတာမျိုးရိုးနော်ဆို老师က谁呀曾谁呀曾က星期六စနေနေ့ရေဆိုတာလေးကလဲပဲ不休息呀休息呀အနားယူတာပေါ့နော်不ကအငင်းစကားလုံးလေးမှာ曾老师ကစနေနေ့လေအနားမယူဘူးလားပေါ့နော်အားကရှိပြောအော်တဲ့ခါမှာပြောတဲ့3နှစ်ဒီအနောက်မှာလိုက်တဲ့ဟာလေးပေါ့နော်နံပါတ် B လေးကပြောတယ်是啊ဟုတ်တယ်他读这几天这ဆိုတာလေးကဒီ几天လားရှိပြောတဲ့几ဆိုတာက10အောက်ခဏလေးပြောတာပေါ့နော်ဒါဆိုမှ3 4 5ရက်ဒါမှမဟုတ်ဒီရက်ပိုင်းပေါ့နော်ဒီရက်ပိုင်း很忙很အရန်ကိုပဲ忙အလုပ်များတယ်没有时间休息没有မရှိဘူး时间အချိန်မရှိဘူး休息အနားယူဖို့အချိန်မရှိဘူးနံပါတ် A လေးကပြောတယ်那会很累吧那他所以
会里呀，老师说得的，表得的，啥得的，漏得的的呀，那比如老师说累美的呀，喂，冇呀累美，都变啦累美，二没有累美的呀，不喏，那所以累美不嘞，很累吧，很耍的呀，哎呀，累耍的呀，冇多变变多。巴利亚မလားလို့ပြောတာပါဒါဆိုရင်အရန်ကိုပင်ပန်းမှာမလားတဲ့နံပါတ် B လေးကပြောတယ်他每天回来都很累他每天读内တိုင်း回来ပြန်လာတုံးဆိုတာတွေကလိုလိုအရှိရ每天လေးတွေ့တာပါသူနေ့တိုင်းလိုလိုပြန်လာတဲ့ခါတိုင်း很累အရန်ကိုပင်ပန်းပါလေ女娲ကလာရှုချရင်မယ်နော်နံပါတ် 2က休息အနားယူသည်忙အလုံးများတော့時間အချိန်ဒါဆိုလို့ရှိရင်လာရှိကိုဒီလာရှိကိုဒီသင်ခန်းစာတွေကိုလာရှိကိုမင်းလေးချက်ထားမယ်နောက်ပြီးတော့ဟန်စစ်လေးလာရှိချရေးထားပေးမယ်နော်လာရှိနောက်ထပ် grammar video မှာတွေ့ကြမယ်လာရှိ那我们下个视频见再见拜拜